ဗီဒီယိုကြည့်တဲ့သူက handstand လုပ်ကြည့်ချင်တာလားကိုယ့်အကိုယုံကြည်လို့ရှိရင် like ကစားလို့ရတယ်လူတိုင်းအတွက်မဟုတ်ဘူးဆိုတာတော့ကြိုတင်သတိပေးခြင်းပါတယ်။နိုင်ရန်အမရင်ကျမ်းမြေညင်ညာတဲ့ဟာတစ်ခုရှိလှုပ်လို့ရပါပြီ။နိုင်ရန်က6လောက်မှအကွာလောက်ကိုလက်ကိုအားရပါရထောက်ပါ။ကျွန်တော်တစ်ဖက်ကိုဆန်မယ်ကျွန်တော်တစ်ဖက်ကိုကျမ်းမြေကိုချမယ်ချထားတဲ့ခြေထောက်ကိုပဲမတိမတာလေးခုံမယ်။ခုံမယ်လက်ကလုံးဝမကြောက်ဘူးလက်ကောက်ပခုံးတွေကိုဆက်မယ်။ Okay ပြီးတာနဲ့သွားမယ်နိုင်ရန်ကိုထိမယ်ပြီးတော့ပြန်ချမယ်။ခုန bounce လုပ်ပြီးခြေထောက်ပဲအရင်ချမှာနော်။ Okay ပြန်ချမယ်ပြီးတော့ရပြီဆိုလို့ရှိရင်ဒီနေရာမှာထိထားတဲ့ခြေထောက်ကိုမတိမတာလေခွာပြီးတော့လက်ကိုအားထိပ်ပြီးတော့ပြန်သွားမယ်နော် Okay နော်ပြမယ် Fitness Nation ကအဖိုးကြီးလုပ်တဲ့ program တွေကမာဆက်တက်ဖို့ဝိတ်ကြဖို့ဒါမကအခုလိုမျိုးခြုံပြီးတော့ handstand တို့ animal floor တို့ muscle up တို့လုပ်နေတယ်ပါတယ်ဆိုတာကိုတိုးတိုးလေးပြောပေးခြင်းဖြစ်ပါတယ် Cheers